င်းထားတာလည်းလုံးဝမသိပါဘူးဒါပေမဲ့ကိုကသူ့ကိုလည်းဆက်သွယ်လို့မရဘူးဒီ file ကိုအရေးတကြီးဖွင့်ဖို့လိုအပ်တယ်ဆိုရင် तू က what နဲ့ရိုက်ထားတာလို့သိတယ်ဆိုရင်ရပါပြီအဲဆိုရင်ဘာလုပ်မလဲကျွန်တော် what file တစ် file ကိုဒီတိုင်း new ကနေတိဆောက်လိုက်ပါကြိုက်တဲ့နေရာမှာတိဆောက်လိုက်ပါ what file တစ် file ကိုတိဆောက်လိုက်ပါ what file တစ် file ပွင့်လာပါပြီပွင့်လာပြီးရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီ file နေရာကိုသွားပြီးတော့ဒီမှာ open မှာဖိုင်နေအောင်သွားလိုက်တာနဲ့ဒီမှာ reset နေပါတွေကဒီမှာတော့ပေါ်ပါတယ်သို့မဟုတ်ဒီမှာ open မှာ open ကိုပဲသွားလိုက်ရပါတယ်ဒါနဲ့ခုဘာရှင်းမမြင်ဘူးဆိုရင်တော့ open ပဲပေါ့နော်2010တို့2016တို့ပါလို့ဆိုရင်2010လောက်တွေမှာဆို open ကိုသွားရပါတယ်2009တို့10တို့ပေါ့နော် open ကိုသွားလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီကနေဘောကတန်ဖို့ဆိုတာရှိပါတယ်အဲဆိုထောက်လိုက်မယ်ဆိုရင်ဒီမှာ user desktop ပေါ်မှာ board review ပေါ်မှာရှိတယ်ပေါ့နော်မသိဘူးဆိုလဲအဲ့ဒီမှာသူ file တစ် file ဒါကျွန်တော်နောက်ဆုံးလိုက်ခဲ့တဲ့ file တစ် file ထောက်လိုက်မယ်ဆိုရင်ဒီမှာ document 6ကိုရောက်သွားပါတယ်အဲ့တော့ဒီနေရာ word file ဟာ file open ဒါကျွန်တော်နောက်ဆုံးအခုဖွင့်တာ6ပေါ့နော်လူငယ်နှစ်ဘောတန်ဖို့ဆိုတော့လေးကိုထောက်လိုက်မယ်ဆိုရင် F file နဲ့ရောက်ရှိသွားပါတယ်ဆိုတော့ဒီသူ what နဲ့ရိုက်တယ်လို့သိတယ်ဆိုရင်ကျွန်တော်တို့က web file တစ် file တိဆောက်လိုက်ပြီးတော့ recent သို့မဟုတ် open နဲ့ရနေတာနောက်ဆုံးရိုက်ခဲ့တဲ့ file တွေကဒီမှာမြင်နေရပါတယ်ဒီနေရာမှာပေါ်ပါတယ်သို့မဟုတ် open မှာပေါ်ပါတယ်ဟုတ်ပါနော်ဒီမှာအများကြီးပါပေါ်ပါတယ်ကျွန်တော်ရိုက်ခဲ့တဲ့ဟိုအမြင်ရဟာလေးပေါ့နော်ပေါ်ပါတယ်အဲ့လို file ကိုသွားရှာဖို့ရတယ်လို့ကြံပြရှင်းပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်ထပ်ပြီးတော့နည်းလေးပြောရမယ်ဆိုရင်ဒါ print ထုတ်ခြင်းနဲ့ share ထုတ်ခြင်းတွေပေါ့နော်နောက်တော့လည်းကြုံလို့ပြောပြပါမယ်ဒါနည်းနည်းလေးပိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ file ကိုတောက်ခတ်ခြင်းပါပုံမှန်အဖြစ်တော့ information ဒီ version မြင့်နေမှာဆိုရင်2016အထက်လောက်ပေါ်မှာဆိုပေါ့နော် info ဆိုတွားလိုက်ပါမယ်ဒီမှာဒီလိုမျိုး product document တွေဒါမှပေါ်လာပါလိမ့်မယ်ဒီတောက်ပုံစံလေးပေါ်လာတဲ့ document ကိုထောက်လိုက်ပါဒီမှာဒုတိယမြောက် password ပေးတာပါဒီနေရာလေးကိုထောက်လိုက်ပါတယ်အဲဒါဆိုဒီနေရာ password တောင်းပါတယ်ကျွန်တော်က1လို့ပေးလိုက်ပါမယ်လိုက်ပါမယ် okay လို့ပေးပါမယ်1လို့ထပ်ပေးပါမယ်လူညီတဲ့ password ပေးလိုက်ပါပြီးသွားပါပြီပြီးရင်တော့ကျွန်တော်တို့ file ကို save လိုက်ပါ file ကိုပြန်ပိတ်လိုက်တော့ပေါ့နော် password ပေးပြီးတော့ပြီးရင်အဲ့ဒီ file ကိုကျွန်တော်တော့ဖွင့်ကြည့်ပါမယ်တော့ဖွင့်ကြည့်ပါမယ် password တောင်းပါတယ်အဲ့တော့ password ကိုကျွန်တော်တည်ချတဲ့ password ကိုကျွန်တော်ထည့်သွင်းထားတဲ့ password ကိုမှန်မှန်ကန်ကန်ထည့်ရပါမယ်အဲ့ဒါမှပွင့်ပါတယ်ဒီလို password ပေးရတဲ့ချက်တွေကကိုယ့်ရဲ့အရေးကြီးတဲ့ file တွေကိုတခြားလူတွေဖွင့်မြင်အောင်လို့ဖန်တီးခြင်းဖြစ်ပါတယ်ပြီးတော့တစ်ခါရင်ကြားလို့ရှိရင်အရေးကြီးတဲ့ web ဖြစ်ဖြစ်ထိတ်တန့်ဖြစ်ပေါ့နော်တခြားလူမသိစေချင်တဲ့ file တွေကိုဌာနချင်းချင်းပေးပို့တဲ့အချိန်မှာဒီဘက်ဌာနက file ကို password ခံပြီးတော့ပေးလိုက်ပါတယ်ဟိုဘက်ကို download ဆွဲရပေါ့နော်internet ကနေပို့လိုက်တဲ့ file ကို download ဆွဲပြီးဖွင့်နေချိန်မှာလည်းဒီ password မရှိရင်ဝင်လို့မရပါဘူးအဲ့လိုနေရာမျိုးတွေမှာဒီ password ကိုအသုံးပြုခြင်းဖြစ်ပါတယ်ပြီးတော့ဒီ password ကိုဘယ်လိုပြန်ဖြည့်ရမလဲဆိုတော့အဲ့ဒီကျွန်တော်တို့ပထမ lock ခတ်ခဲ့တဲ့နေရာကိုသွားပါမယ်တော့နေရာတော့ပါမယ် password နေရာကို select ချိန် password ကို delete နဲ့လုံးဝဖြတ်လိုက်ပါမယ် okay ပေးပါမယ် file ကိုသုံးဆွဲပြီးပေါ့နော်ပြီးကျွန်တော် save လိုက်ပါမယ်ဒီ file က password မရှိတော့ပါဘူးအဲ့တော့ပြောပြတဲ့သင်ခန်းစာလေးတွေကိုလေ့လာပြီးတော့မိမိတို့ရဲ့လုပ်ငန်းဆောင်တာမှာအကျိုးရှိအောင်အသုံးချနိုင်ပါစေလို့ညွှန်ပြမိပါတယ်ကျေးဇူးတင်ပါတယ်